ကျွန်တော်တို့ကလေမင်းရုံးကိုကာရာအိုကေခန်းချင်နေရလား ခုလိုချိန်မျိုးမှာနေ့ရဲ့ဘေးမှာခုလိုမျိုးအားလုံးအတူတူရှိနေပေးကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်နော်ဒီဟာလေးကိုချမ်းပုံစံမျိုးလေးပြောင်းကြည့်လိုက်လို့ရှင်အဆင်ပြေ 哟，妈去往过，俺们中午烧完了。 ဟာမကြည့်အားသေးပါဘူးဗျာ 我妈， ဘာရပဲရောက်နေတာ မလေးလာလိုက်တာကိုဟာကရဲ့ဖုန်းရင်းလုံးတိုင်ရဲ့အဲ့အတိုင်ထားမှရမှာလားလို့ ကက်စတမာဖုန်းကွယ်မချားပါဆိုကျွန်တော်တို့ကလေ မင်းရုံးကိုကာရာအိုကေခန်းချင်နေရလားကဲမီတင်စကြမယ် This chest is sale revenue report အကာမင်းဖုန်းကကြားဟိနေတယ်လို့ပဲ ကျွန်တော်ဖုန်းကလေဝယ်ကြရသူများဖုန်းတွေလည်းမတူဘူးနည်းနည်းစပီကာပူကျင်ဝယ်ထားလို့ ဒါပေမဲ့မီတင်ချိန်မှာဖုန်းကို silent လုပ်ထားမယ်ဆိုတော့သိရမယ်လေမောင်လေး ဟုတ်ကဲ့ပါမကျွန်တော်ခုလုပ်လိုက်ပါမယ် Okay အော်လင်းချက်မီတင်ပြီးရင်သူ့ကို note for you 3နည်းလေးကိုကြပေးလိုက်ပါအောင်နော် 好嘛好。အာကတလွဲရတော့အပြိုကြီးရဲ့မြတ်တော်ရှာတော်မူခဲ့ပြန်ပြီဟဲ့မင်းကလည်းမင်းမယ်မလွဲရရင်မနေနိုင် အေးဗျာကျွန်တော်လည်းလေအရေးကြီးအလုပ်ကိစ္စကြီးပုံပြီဆိုရင်လေအကုန်တိုင်ပတ်တာ အေးအဲ့ဒါကြောင့်မင်းကို MPD note for you တုံးလို့ပြောတာပေါ့ MPD note for you လေတေးဦးလားငါပြမယ်လား MPD note for you ဆိုတာကွာဖုံးဖြေဖို့မအားလက်တဲ့အချိန်ဒီမှာမင်းတနေ့တာအတိပေးပြောလို့တဲ့ဟာတွေကိုကွာဒီမှာကြည့်ဖုံးဖြည့်ဆိုတဲ့လူတွေစီကိုအလွယ်တကူအတိပေးနိုင်မှုစီစဉ်ထားတဲ့ package မျိုးပေါ့ကွာဥပမာမင်းခုနတုန်းကလိုမျိုး meeting ချိန်မှာကွာ customer တွေကဖုန်းလာတာမျိုးတော့ကွာအဲ့လိုချိန်တွေမှာဆိုလို့ရှိရင် note for you ရရှိရင်အေးဆေးပဲဖုန်းခေါ်ဆိုရီစီကိုမင်း reply ပြန်ချင်တဲ့ message တွေကိုအလွယ်လေး note မှတ်ထားလို့ရတာဆိုတော့ဖုန်းဖြည့်ဆိုဖို့မအားတဲ့အချိန်ခါမျိုးတွေမှာဆိုရင်ကွာဖုန်းမျက်နှာပြင်ပေါ်မှာအလွယ်လေး reply ပြန်လိုက်ရုံနဲ့တစ်ဖက်လူရဲ့ဖုန်းမှာကွာဘေးစစ်ရင်ပေါ်လိုမျိုးကွာသိရမလားအေးအဲ့လို message ပေါက်လေးတန်းပြီးတော့ကြတော့ပေါ်လာလိမ့်မယ်အေးအဲ့လိုမျိုးဖုန်းမကင်နိုင်တဲ့အချိန်ဒီမှာဆိုရင်နားလည်းမလွဲတာတွေလည်းမဖြစ်တော့ဘူးပေါ့ကွာအေး customer တွေလည်းစိတ်မခုကိုလည်းအဆင်ပြေပေါ့ကွာဘယ်လောက်ကောင်းလဲ ဟုတ်တယ်နော်မစိုးနော် အေးပြီးတော့ဈေးလည်းမကြီးဘူးကွာ तू ကတစ်ရက်မှာ69ကျပ်ပဲတစ်ပတ်ဆိုလို့ရှိရင်469ကျပ်မင်းတစ်လစာတာဝယ်ခြင်းနဲ့ဆိုရင်1999ကျပ်ပေါ့ကွာအေးတကယ်လို့မင်းဝယ်မယ်ဆိုရင်ကွာဒီမှာကြည့် *7878# ကိုဖုန်းခေါ်လိုက်ရုံပဲအေး user friendly ဖြစ်အောင်လို့လည်းပြန်ပြင်ပြီးတော့ update လုပ်ပေးထားတဲ့ MPD4U app ကနေပြီးအလွယ်တကူဝယ်လို့ရတယ် ခုနကလေမီဒီယံထဲမှာစကန်ကိုခေါ်လေကျွန်တော်တငယ်ချင်းနေဗျအဲ့ဒီကောင်တွေကအလုံးလုံးပြီးမအားတော့ဘူးဆိုရင်စတိုက်ခေါ်တယ်ပြီးမကင်မချင်းကိုခေါ်တာကျွန်တော်မှလေအဲ့ဒီကောင်တွေ web line ပြန်ဖို့လေအဲ့ note ထဲမှာ message ကိုမှတ်ထားရတယ် ဟောအဲ့ဒါများတကယ်ချင်းဆိုတော့ရည်စရာကောင်းတာလေးထားပေါ့ကွာ ဟုတ်လားဘယ်လိုထားအောင်လဲ ကိုဟာကဟိုနေ့ကိုပါအောင်စေးပိုင်းနဲ့ပတ်သက်ပြီးတော့ customer complaint တက်နေလို့ မစဉ်းစားပြီးတော့ကြာရေးပေးထားလိုက်မယ်လှုပ်ရှားရှိတာတော့လုံးလိုက်တော့ ကျေးဇူးပါနော်ကျွန်တော်စိတ်ချမယ် ယုံလိုက်စမ်းပါချစ်ကိုယူနေလင်းထဲပြင်အာကလင်းထဲပြီးဝင်နေဖြစ်မယ်နော် အကာ ခင်ဗျာ အလုပ်တွေပြီးမင်းမရုံငန်းနဲ့လာခဲ့ပါအောင် ဟုတ်ကဲ့နေတရားလေးခဏကြည့်ရအောင်နော်ဟုတ်ကဲ့ဟုတ် ဟာဟဲ့လူဖြည်းဖြည်းလျှောက်ပါဗျအကုန်လုံးလည်းတိုက်ကုန်ပြီဟဲ့လူခင်ဗျာဘာလုပ်ထားပြန်ပြီလဲ ဟိုလေငါဘေးတွေလေဒီ MPD note for you ကနေတကယ်ချင်းကို reply ပြန်ဖို့ message ရေးနေတော့မှမတ်တီတီဆရာဖုန်းဝင်လာရောကွာအဲ့အချိန်မှာမေးရ vibrate ကြီးကလည်းကျဲတာဟုတ်ကွာအဲ့ဒါလည်းချောကြသွားဒါပေမဲ့ငါပြီးအောင်တော့ဖမ်းလိုက်ပါရကွာ အဲ့ဒါမသိရဘာလို့ဒေါ်လာထွက်နေရလဲ အဲ့လေ no for you နဲ့မင်းတကယ်ချင်းကို reply ပြန်မဲ့ message ကိုလေငါ
မက်တီဒီစီမှားပို့လိုက်ပြီ ဟဲ့နော်ခင်ဗျမက်ဆေ့မှာဘာရေးထားလဲ အဲ့ဒါလေမင်းကိုယ်တိုင်ပဲဖတ်ကြည့်လိုက်ပါတော့ကွာ ဒီစကားပြောတယ်ဆိုတာအဓိကတော့လက်ခံလာကြအောင်ပြောရတာပဲဒီစကားပြောရဲဆိုတာ လက်ခံရင်ပြီးရသုံးရတယ် ဆို